အာဆင်နယ်ကိုနိုင်မယ်လို့မျှော်လင့်ချက်ထားမိတဲ့ချယ်ဆီဖန်များရဲ့အေးပြတ်ပြီးအကျိုးမရှိတဲ့ညအားလုံးပဲမင်္ဂလာပါဂျူနီယာကောင်းအွန်လိုင်းဘက်တဲ့စာပေမှာတင်ဆက်ပေးနေပါတယ်ဘောလုံးပွဲတွေကိုငွေကြေးဝိုင်းယုံကြည်စိတ်ချစွာစော်ကစားလိုကဂျူနီယာကောင်းအေဂျင့်တို့လာရောက်စော်ကစားနိုင်မှာကြောင်းတင်ကောင်းပါပါတယ်အကောင်းဆုံးဝန်ဆောင်များနဲ့စောင့်ကြိုနေပါတယ်ခင်ဗျာဘော်ဒါတို့စီမှာယူမိုက်တဲ့အမူကျင်လေးတွေလူတိုင်းကိုယ်စီမှာရှိတတ်ကြပါတယ်ဒါကတော့ယူမိုက်တဲ့အမူကျင်ထက်မျှော်လင့်ချက်လေးတွေလို့ပြောရင်မမှားပါဘူးဒါကတော့မြန်မာအသင်းကမ္ဘာဖလားရမယ်တို့တင်းကိုတင်ချောတယ်ထင်နေတာတို့စသဖြင့်နောက်ဆုံးကတော့ချယ်ဆီကအာဆင်နယ်ကိုမင်းညကပွဲမှာနိုင်မယ်ထင်ပြီးအေးပြက်ခံပြီးကြည်နေတာတို့ဘာညာတို့ပါပဲချယ်ဆီကအသင်းကောင်းအသင်းမှာဒါကိုလက်ခံပါတယ်ဒါပေမဲ့ဘယ်တော့မှများအာဆင်နယ်ကိုနိုင်ဘူးလို့လဲမနိုင်ခဲ့တာကလည်း9နှစ်ကျော်6နှစ်တဲကိုဝင်နေပါပြီဒီလိုအသင်းမျိုးကအာဆင်နယ်ကိုနိုင်မယ်လို့မျှော်လင့်တကြီးအေးပြက်ခံပြီးဘော်ဒါတို့ပဲကြည်နေတယ်နောက်ထပ်ဥပမာပေးပြီးပြောချင်ပါသေးတယ်ဒါကတော့သူမကမင်းကိုချစ်တယ်တို့အထူးသဖြင့်အာဆင်နယ်ကိုချယ်ဆီကနိုင်သွားမယ်တို့ဆိုတာမျိုးကလုံးဝကိုမဖြစ်နိုင်ပါဘူးကျွန်တော်အထင်နောက်နှစ်ပေါင်း30လောက်အထိကိုဒီအနီကပ်ပြင်အသင်းကအာဆင်နယ်တို့ဥရောပမှာရောအင်္ဂလန်မှာပါပြိုင်ဘက်ကင်းအသင်းကိုနိုင်မယ်ဆိုတာမျိုးကခွေးတကောင်ကိုသွားပြောရင်တောင်တဟားဟားနဲ့ရီမောနေမှာပါဒါကိုလက်မခံသေးရင်အချက်ကျအလက်ကျနဲ့ကိုကျွန်တော်ကပြောပြပေးပါမယ်ရှုံးတာကိုလက်မခံတဲ့အရှုံးသမားအားလုံးအတွက်အချက်ကျအလက်ကျနဲ့ကိုကျွန်တော်ကပြောပြပေးသွားမှာပါအာဆင်နယ်နဲ့မိချယ်အသင်းကပြိုင်ပွဲဆောင်အရရက်209ပွဲတွေ့ဆုံထားပြီးအာဆင်နယ်အသင်းက85ပွဲအနိုင်ရရှိထားခဲ့သလိုအတိမကျွဲတဲ့မိချယ်က64ပွဲပဲအနိုင်ရရှိထားခဲ့တာပါဒီကြားထဲမှာပွဲ60ကတော့တည်ရလက်ထွက်ပေါ်ထားခဲ့ပါတယ်ချယ်ဆီကအာဆင်နယ်ကိုမနိုင်ခဲ့တာ9နှစ်ကျော်နေပါပြီအတိအကျဆိုရင်တော့ဩဂတ်20 2021ကပရီးမီးယားလိပွဲစဉ်မှာ0-2နဲ့နိုင်ခဲ့တာပါအဲ့ဒီပွဲမှာတင်ချယ်ဆီရဲ့ဘဝတန်ရာကပြီးဆုံးသွားပါပြီအဲ့ဒီနောက်ပိုင်းရှုံးလိုက်တဲ့ပွဲတွေဆိုတာချယ်ဆီအတွက်တောက်လဲပါပဲဒါကြောင့်ရှုံးတာကိုလက်ခံမှာဘယ်တော့မှအာဆင်နယ်ကိုမနိုင်ဘူးဆိုတာကိုလည်းလက်ခံပါလို့အရှုံးသမားတော်သားများကိုဂရုဏာတက်စွာခမားတို့အစားပူလောင်လွန်းလို့ပြောပြလိုက်ရတာလည်းဖြစ်ပါတယ်